အားလုံးမင်္ဂလာပါဒီနေ့တော့ကျွန်မကနမိတ်လက္ခဏာဆိုတဲ့ခေါင်းစဉ်နဲ့အနေငယ်ဆွေးနွေးချင်ပါတယ်အခုချိန်ခါမှာလိုင်းပေါ်မှာအပွဲတော့နမိတ်လက္ခဏာပြနေတဲ့ခရိယန်တရားဟောဆရာအများကြီးတွေ့ရပါတယ်ယခုခေတ်ချိန်နေရတရားဟောဆရာဆိုရင်နမိတ်လက္ခဏာပြနိုင်ရမယ်လေဒါမှဖျားလူဖျားဖိတ်တိတ်ခံရတဲ့လူလို့ယုံကြည်ကြတယ်နမိတ်လက္ခဏာပြနိုင်တဲ့ဆရာနောက်ကိုပဲလိုက်ကြတယ်တကယ်တော့နမိတ်လက္ခဏာဆိုတာကလမ်းညွှန်ချက်ဆိုင်ဖို့ပဲဖြစ်ပါတယ်နမိတ်လက္ခဏာမြင်ရင်အဲ့ဒီနမိတ်လက္ခဏာဖြစ်တဲ့အရာကိုဆွဲလန်းမတည်ပဲဘုရားသခင်စီသွားဖို့ပဲဖြစ်ပါတယ်ယခုချိန်မှာအပြင်မှာရော line ပေါ်မှာရောကျမတို့ကြားနေရတယ်လေနော်တက်တေပြနမိတ်လက္ခဏာပြတွေ့ရင်ယူမယ်လို့ပြောကြပါတယ်ကျမ်းချက်တစ်ချက်ကိုကျမဖတ်ပြခြင်းတယ်ရှင်ယောဟန်ခန်းကြီး7ပိုင်းငယ်39ကိုတော်ကစိုးညစ်၍မြောက်မထားတော်အမျိုးသည်နမိတ်လက္ခဏာတောင်းသည်ကိုတော်ဘာကြောင့်ဒီလိုပြောရတာလဲတကယ်တော့နမိတ်လက္ခဏာဆိုတာမယုံကြည်သေးတဲ့သူတွေယုံကြည်ခြင်းအားနည်းတဲ့သူတွေကနမိတ်လက္ခဏာကိုလိုချင်ကြတယ်လေနော်အံ့ဩစရာတွေ့မှယုံကြည်မဲ့သဘောမျိုးဖြစ်ပါတယ်ဒါပေမဲ့လို့နမိတ်လက္ခဏာနောက်ကိုပဲတောက်လျှောက်လိုက်နေမယ်ဆိုရင်ဒီလူကဖျားသခင်ကိုယုံကြည်လို့ပဲမဟုတ်ပဲအံ့ဩစရာကိုပဲကိုးကွယ်နေတာဖြစ်ပါတယ်ဒါဆိုနမိတ်လက္ခဏာကဘာလဲနမိတ်လက္ခဏာကတဘာဝတရားနဲ့နိယာမကိုကျော်လွန်ပြီးဖျားသခင်ရဲ့ထူးခြားဆန်းကျက်သောအမှုရာဖြစ်ပေါ်ခြင်းပဲဖြစ်ပါတယ်သိပ္ပံပညာနဲ့ပဲဖြစ်ဖြစ်ဒါမှမဟုတ်မတော်တဆဖြစ်ရတွေနဲ့ရှင်းပြလို့မရတဲ့အမှုရာဖြစ်ပါတယ်အဲ့ဒီနမိတ်လက္ခဏာမြင်ရင်ဖျားသခင်ရှိကြောင်းကိုသိပြီးဖျားသခင်စီကိုပဲသွားရမှာဖြစ်တယ်နော်နမိတ်လက္ခဏာကလမ်းညွှန်ပြခြင်းပဲဖြစ်ပါတယ်ဒီနမိတ်လက္ခဏာကိုဖျားသခင်အားဘာကြောင့်ပေးရတာလဲရည်ရွယ်ချက်တော့ရှိပါတယ်ဖျားသခင်ကသူဖျားသခင်ဖြစ်တဲ့အကြောင်းကိုလူတွေသိစေဖို့ရဲ့တရားဟောဆရာပဲဖြစ်ဖြစ်တမန်တော်တူပဲဖြစ်ဖြစ်သူတို့ဟောပြောလို့ဆောင်တဲ့အခါမှာမှန်ကန်ကြောင်းနမိတ်လက္ခဏာအားဖြင့်ဖျားသခင်ကပြင်ဆင်ပေးခြင်းဖြစ်တယ်ပြင်ဆင်ပေးတာကိုလည်းတွေ့ရမှာဖြစ်တယ်ဒါကိုမြင်ပြီးတော့ဒါကဖန်ဆင်းရှင်ရှိတဲ့တဘာဝတရားကိုလွန်ဆန်ပြီးဖြစ်သွားတယ်ဆိုပြီးတော့ဆင်ခြင်ရမယ်လေနော်ဖះရှိကြောင်းလက်ခံမယ်နောက်ပြီးတော့ဖះသခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းမှုပဲဖြစ်ပါတယ်အဲ့ဒါဆိုရင်တရားဟောဆရာတွေစင်ပေါ်မှာပြနေတဲ့နမိတ်လက္ခဏာအလုံးကဖះသခင်ကပေးတာလားလို့မြင်အလုံးတော့ဖះသခင်ပေးတာတော့မဟုတ်ပါဘူးရှင်မတဲခန်းကြီး24ပိုင်းငယ်24မှာရေးသားထားတာကအကြောင်းမူကားခရစ်တော်၏အယောင်ဆောင်သောသူနှင့်မိစ္ဆာပရောဖက်တို့သည်ပေါ်လာ၍ရိတ်ချက်သောသူတို့ကိုပင်လှည့်ပြားနိုင်လျင်လှည့်ပြားလာအောင်ကြီးစွာသောနမိတ်လက္ခဏာအံ့ဖွယ်သောအမှုတို့ကိုပြကြလိမ့်မည်တမန်ကျမ်းစာထဲမှာတမန်တော်ပြသသလိုအနာငြိမ်းခြင်းအမှုတွေရှိတယ်အမှန်တကယ်လည်းဖြစ်တယ်အခုလည်းရှိနိုင်တယ်ဝိညာဉ်စုကြည်စုဟာရနေတုံးပဲလीနော်တမန်တော်တွေတမန်ကျမ်းစာထဲမှာပတ်စံအိတ်ထဲမှာပတ်စံပွားလာတာမျိုးပတ်စံအိတ်ထဲမှာပတ်စံမရှိဘဲနဲ့တရားဟောဆရာပြောလို့ပတ်စံလေးကရှိလာတာမျိုးတမန်ကျမ်းစာထဲမှာမရေးထားဘူးမတွေ့ဘူးเนาะဒါကဝိညာဉ်ရေးရမဟုတ်ပဲလောကီဆန်တဲ့ဆွဲဆောင်မှုပဲဖြစ်ပါတယ်ဒါဆိုရင်နမိတ်လက္ခဏာအတုလားအစစ်လားကျမတို့ဘယ်လိုခွဲခြားမလဲဘယ်လိုသိနိုင်မလဲအဲဆိုရင်နမိတ်လက္ခဏာအစစ်ဆိုတာကသူ့ရဲ့တုံတင်ခြင်းကလူတွေကဖျားသခင်စီကိုလူတွေကိုဖျားသခင်စီကိုပို့ဆောင်ပြီးမယ်ဖျားရဲ့ဘုန်းတော်ထင်ရှားမယ်ညီသက်ခြင်းနဲ့ယုံကြည်ခြင်းကိုတိုးပွားစေမယ်နေမကောင်းတဲ့သူကိုချမ်းသာစေမယ်မိုက်တော့သူကိုလိမ်မာအောင်စိတ်နှလုံးပြောင်းလဲစေမယ်နမိတ်လက္ခဏာသူ့ကိုပေးတဲ့သူဆိုရင်လူတွေသူ့ကိုအာယုံဆိုင်လာအောင်လုပ်မယ်တခါတည်းလူတွေသူ့ကိုအထင်ကြီးလေးစားပြီးသူ့ကိုယုံကြည်လာအောင်လုပ်မယ်နောက်လောဘနဲ့အခက်ခဲကိုအသုံးချပြီးဆွဲဆောင်တတ်ပါတယ်နောက်ကျမ်းစာတစ်ပိုက်ဖတ်ပြခြင်းပါတယ်ဟောရှိခန်းကြီး၄ပိုင်းငယ်6ငါလူတို့သည်ပညာနဲ့တော့ကြောင့်ဆုံးရှုံးကြ၏ပညာနဲ့တော့ယုံကြည်လွယ်တယ်ယုံရလာအောင်ကိုစာနာကတတ်နိုင်ပါတယ်လို့နော်နှစ်တဲ့တာလောနီအခန်းကြီး2အပိုင်းငယ်90အာရမလူလာခြင်းအကြောင်းမူကားစာနာပြုပြင်သောအားဖြင့်မူတာနှင့်ဆက်ဆိုင်သော
ထူးဆန်းသောတကူနမိတ်လက္ခဏာအပ်ပွေသောအမှုအမျိုးမျိုးနှင့်ကပျက်စီးခြင်းသို့ရောက်သောသူတို့တွင်မတရားသောလှည့်ပြခြင်းအမျိုးမျိုးနှင့်လာကြလိမ့်မည်အကြောင်းမူကားထိုသူတို့သည်ကဲ့တင်ခြင်းသို့ရောက်အပ်သောငါတမန်တရား၌မှု့လောသောစိတ်ကိုမခံယူကြအမှန်တကယ်ဖြစ်ရမှာကဘုန်းတော်ကိုဖျားပဲခံယူတတ်တယ်လေနော်လူကဖျားသခင်ရဲ့နေရာကိုယူပြီးနမိတ်လက္ခဏာနဲ့လူတွေကိုဆွဲဆောင်တာမျိုးမလုပ်သင့်ဘူးအဲ့ဒါမှားယွင်းသောအမှုမှားယွင်းသောတုံ့တင်ချက်ပဲဖြစ်ပါတယ်ဒါကြောင့်နမိတ်လက္ခဏာကိုမတန်တာပဲလိုအပ်ရင်ဖျားသခင်ကပြင်ဆင်ပေးမယ်အမှန်တကယ်ယုံကြည်ပြီးသားလူတွေကဗျာဒိတ်တော်ကိုပဲတောင်းတကြတယ်ဗျာဒိတ်တော်ဆိုတာကနှုတ်ကပတ်တော်ကိုပဲဆုလို့ခြင်းဖြစ်ပါတယ်နမိတ်လက္ခဏာမြင်ရသည်ဖြစ်စေမမြင်ရသည်ဖြစ်စေဖျားစကားကိုပဲတန်ဖိုးထားကြတယ်နှုတ်ကပတ်တော်ကကျမတို့အတွက်အကြီးမားဆုံးသောဗျာဒိတ်တော်ပဲဖြစ်ပါတယ်ဗျာဒိတ်တော်ကထာဝရအသက်ကိုလမ်းညွှန်ပေးခြင်းဖြစ်ပါတယ်ဒါကြောင့်နမိတ်လက္ခဏာနောက်ကိုမလိုက်ပဲနဲ့ဗျာဒိတ်တော်ကိုပဲတောင်းတကြပါလို့ပြောချင်ပါတယ်အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်